customer ကိုဈေးမရောင်းနဲ့ customer နဲ့ relationship ကိုတည်ဆောက်ပါဟုတ်ပါတယ်ဒီ topic လေးကတော့ကျမရဲ့ client company တခုကိုကျမဒီတစ်ပတ်ထဲမှာ training ပေးမဲ့အကြောင်းအရာလေးဖြစ်တယ်ပေါ့နော်အဲ့တော့ဒီအကြောင်းအရာလေးရဲ့အချင်းချုပ်ကလေးကိုကျမကဒီ video လေးထဲမှာပြပြပေးချင်ပါတယ် relationship လို့ပြောတဲ့အခါမှာလူတွေကထင်တာက relationship ဆိုတာကသမီးစားဆက်ဆံရေးအိမ်အောင်တဲ့ဆက်ဆံရေးဒါမျိုးတွေကိုပဲတော်တော်များများကrelationship လို့သတ်မှတ်ကြတယ်ပေါ့နော် no မဟုတ်ပါဘူးမိသားစုတွေကဆက်ဆံရေးတွေတငယ်ချင်းချင်းဆက်ဆံရေးတွေကလည်း relationship ပါပဲအဲ့ဒီလိုပဲ customer ဆိုရဲဖောက်တယ်နဲ့ကိုနဲ့ဂျားမှာရှိတဲ့ဆက်ဆံရေးကလည်း relationship ပါပဲအဲ့တော့ကျမတို့က marketing ကိုယ့်ရဲ့ပစ္စည်းကိုဈေးကွက်ထဲကိုထိုးဖောက်ဖို့အတွက် market penetration လုပ်တဲ့အခါမှာလေကျမတို့ရဲ့ပစ္စည်းကိုရောင်းချင်ဇောနဲ့ single transaction လုပ်တာမျိုးကိုကျမတို့ရှောင်ရမယ်ဒါဒီနေ့ခေတ်မှာလုံးဝအကျုံးမဝင်တော့ဘူးအဓိကက single transaction ဆိုတဲ့ချက်ချင်းရောင်းချင်တယ်ဆိုတဲ့စိတ်ကိုကျမတို့နောက်ဆုံးမယ်အဓိကရှေ့တန်းတင်ရမှာက relationship marketing customer နဲ့ကိုနဲ့ကြားမှာ relationship တစ်ခုကိုတိဆောက်ပြီးတော့မှသာလင်းကိုယ့်ရဲ့ brand awareness ရအောင်တိဆောက်တဲ့ marketing တွေကတော့ကျမတို့အခု2026အတွက် update ဖြစ်နေတဲ့ marketing တစ်ခုပဲဖြစ်ပါတယ်ဒါကဘာရလက်ကိုရစေတာလဲ customer နဲ့ကိုယ်နဲ့ကြာက relationship တခုရသွားတယ်ဆိုတဲ့သဘောက customer ကိုပစ္စည်းရောင်းတာမဟုတ်ဘဲ customer ရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးတာ customer ရဲ့လိုချင်နေတဲ့အချက်ကိုဖြည့်ဆည်းပေးတာပြောရမယ်ဆိုရင် customer ရဲ့ needs and want ကိုဖြည့်ဆည်းပေးတာဖြစ်တယ်ပြီးတော့ customer အတွက်ကိုကျမတို့ကတိဆောက်ပေးတာဘာတိဆောက်ပေးရလဲဆိုလို့ရှိရင် customer ကကိုယ့်ကိုယုံကြည်ရ customer ကကိုယ့်အပေါ်သစ္စာရှိရအဲ့တော့ customer ဒီကိုရောင်းလိုက်ကိုရောင်းချင်တဲ့ပစ္စည်းပေါ်မှာ brand ကို awareness လည်းဖြစ်မယ်ဒီ brand ဒီ product ကို loyalty လည်းရှိမယ် trust ဆိုတဲ့ယုံကြည်မှုလည်းရှိမယ်ဆိုရင်ကျမတို့ဒီမကြတော့တနေ့မှာသူတို့ customer တွေကိုကျမတို့ရောင်းစရာမလိုပဲနဲ့ customer ကကိုယ့်ပစ္စည်းကိုလိုအပ်လာလိမ့်မယ်လိုချင်လာလိမ့်မယ်အဲ့ဒီလိုအခြေအနေဒီတိဆောက်တဲ့အရာကိုကျမတို့က relationship marketing လို့ခေါ်ပါတယ်အဲ့တော့ကျမချစ်တော်မိတ်ဆွေများကိုယ့်ရဲ့ project ကို customer တွေရဲ့ရင်ထဲထိရအောင်ထိုးဖောက်ခြင်းနဲ့ဆိုလို့ရှိရင်เนาะကျမတို့ရဲ့ဒီအခုကျမပြောပြပေးတဲ့ relationship marketing ကိုသုံးပါလို့ကျမပြောချင်ပါတယ်ရှင်ကျမတို့မတ်တင်နီလာဖြစ်ပါတယ် The Nature Story ရဲ့ founder ပြီးတော့ coach တယောက်လည်းဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးတော့တွေ့ပါမယ် bye bye